တချို့ကိစ္စကြတော့မေ့လို့ကိုမရဘူးဆိုတာတွေကရှိသေးတယ်လာသေးတာနော်မေ့လို့ကိုမရဘူးမမေ့နိုင်တဲ့အဖြစ်ဖြစ်တစ်ခုဆိုလို့ရှိရင်ဘာလို့ရမလဲနောက်ဆုံးလက်နဲ့ကဘာလို့ရမလဲဆိုတရားတစ်ခုကံတစ်ခုဖြစ်သည့်အတွက်ကြောင့်သူလဲသူကံနဲ့သူသွားမှာငါလဲငါကံနဲ့ငါသွားမှာတို့ရံဖြစ်နေလို့ဘာအကျိုးရှိမှာလဲငါလဲကောင်းတာလို့ရင်ကောင်းတဲ့ဘုံရောက်မှာမကောင်းတာလို့ရင်မကောင်းတဲ့ဘုံရောက်မှာသူလဲသူကံအတိုင်းသွားမှာပဲငါလဲငါကံအတိုင်းသွားမှာပဲဆိုပြီးကံတရားကိုဆင်ញင်လိုက်ပါကမ္မတကတတ္တတရားတွေဆိုတာသူကံနဲ့သူဖြစ်ကြတာမုန်းနေလို့လဲအပိုပဲရံဖြစ်နေလို့လဲအပိုပဲတို့အဲ့ဒီလိုဆင်ញင်သုံးသပ်လိုက်လို့ရှိရင်ပျောက်သွားပါလိမ့်မယ်လို့ဟောမြတ်စွာဘုရားကပေးတဲ့နိလန်၅သွဲအာဂါတပฏิဝိနည်းသုံးမှာမြတ်စွာဘုရားပေးတဲ့နိလန်၅သွဲနော်အဲ့ဒီနိလန်၅သွဲကိုအသုံးချပြီးတော့ရှင်ထဲကအမုန်းတရားကို